နင်းရေကန်တွေကရေသူမလေးရှေးတုန်းကမြောက်ဖက်ဆုံးကနင်းတောင်တန်းကြီးတွေကြားမှာအမြဲတမ်းအေးခဲနေတဲ့ရေကန်ကြီးတစ်ကန်ရှိတယ်။အဲ့ဒီရေကန်ထဲမှာနင်းလို့ခေါ်တဲ့ရေသူမလေးနေထိုင်ပါတယ်။သူမဟာအေးစိတ်နေတဲ့ရေထဲမှာပျော်မွေ့ပေမဲ့သူမရဲ့တငယ်ချင်းရေသူမလေးတွေကတော့သူမကိုအမြဲလောင်ပြောင်ကြတယ်။နင်းအကြေးခွန်တွေကဖြူဖြော့နေတာပဲငါတို့လိုရွှေရောင်ငွေရောင်တွေမှမဟုတ်တာ။ကြည့်ရတာအယုတ်ဆိုးလိုက်တာလို့သူတို့ကပြောလို့ရှိတယ်။နင်းဟာဝမ်းနေပေမဲ့ဘသူ့ကိုမှပြန်မပြောဘဲကန်ထဲကငါးလေးတွေရေအောက်ပင်လေးတွေကိုပဲပြုစုစောင့်ရှောက်ရင်းနေထိုင်ခဲ့ပါတယ်။အလှည့်ပြောင်းတစ်နေ့မှာတော့နင်းမုန်တိုင်းအပြင်းထန်ကြရောက်ပြီးရေကန်ကြီးတစ်ခုလုံးခဲထွက်သွားမတက်အေးစိမ့်လာတယ်။တခြားရေသူမတွေရဲ့လှပတဲ့ရွှေရောင်ကြီးခွန်တွေဟာအေးတန်ကြောင်မေးမိန်ပြီးသူတို့အားလုံးအားရင်ကုန်ခန်းလဲကြကုန်ကြပါတော့တယ်။အဲ့ဒီအချိန်မှာနင်းရဲ့ဖြူဖြော့တဲ့အကြီးခွန်တွေဟာနှစ်ယောက်နဲ့ထိတွေ့လိုက်တဲ့အခါတောက်ပတဲ့စိန်ရောင်ကြီးတွေအဖြစ်ပြောင်းလဲသွားပါတယ်။သူမဟာအေးခဲနေတဲ့ရေအောက်မှာလွတ်လပ်စွာကူးခတ်နိုင်တဲ့ခွန်အားတွေရရှိလာခဲ့တယ်။နင်းဟာသူမကိုလောင်ပြောင်ခဲ့တဲ့တငယ်ချင်းတွေကိုစိတ်မဆိုးပဲအေးတန်ကနေကာကွယ်ပေးနိုင်တဲ့နှွေးထွေးတဲ့ရေအောက်ကူတွေကိုတယောက်ချင်းစီပွေ့ချပြီးကဲတင်ပေးခဲ့ပါတယ်။နင်းမုန်တိုင်းပြီးသွားတဲ့အခါမှာတော့တခြားရေသူမတွေဟာသူတို့ရဲ့အမားကိုတီးသွားကြတယ်။ရုပ်ရည်လှပယုံနဲ့ဘာမှမလုပ်နိုင်ကြောင်းနဲ့နင်းရဲ့ကျင်နာတဲ့စိတ်ထားနဲ့ထူးခြားတဲ့အရေးချင်းကသာတကယ်တန်ဖိုးရှိတာကိုနားလည်သွားကြပါတယ်။လူတစ်ယောက်ရဲ့တန်ဖိုးဟာအပြင်းပန်းရုပ်ရည်မှမဟုတ်ပဲခက်ခဲတဲ့အချိန်မှာပြတ်သားတဲ့စိတ်ထားနဲ့အရေးချင်းပေါ်မှာပဲမူတည်ပါတယ်။မိမိမှာရှိတဲ့ထူးခြားချက်တွေကိုအားငယ်စရာလို့မမှတ်ပဲကိုယုံကြည်မှုရှိဖို့လိုပါတယ်။